Guten Tag အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာအရှိကသင်ခဲ့တဲ့အတန်ဖြတ်နည်း rules တွေကိုသုံးပြီးတော့စကားလုံးလေးတွေကိုအတန်ဖြတ်ကြည့်ရအောင်နော်ဒါဆိုကျွန်တော်တို့ဘယ်လိုစကားလုံးလေးတွေလဲဆိုတော့ R A E O U ဆိုတဲ့တရရဲ့ဘယ်ဘက်နဲ့ညာဘက်မှာ consonant တွေရှိနေတဲ့အနေအထားလေးတွေကိုအတန်ဖြတ်ကြည့်ကြရအောင်အရင်ဦးဆုံး R တရလေးတွေ Rနော်အဲ့တော့စကားလုံးတစ်ခုကိုအတန်ဖြတ်တော့မယ်ဆိုရင်အဲ့စကားလုံးမှာတရလိုက်ရှာမယ်ပြီးရင်တရရဲ့ဘက်ဘက်ချမ်းကိုအရင်အတန်ဖြတ်မယ်ပြီးတော့မှအနောက်က consonant နဲ့အသက်တန်ပြန်ပြီးတော့ထည့်မယ်အဲ့တော့ဒီစကားလုံးလေးဆိုရင် R bar but R ra ratဒီမှာကျတော့ vowels နှလုံးရှိသွားပြီအဲ့တော့နှစ်တန်ထွက်သွားမယ်ပထမ vowels နဲ့ဘယ်ဘက်ချမ်းမှာရှိတဲ့ consonant နဲ့အတန်ဖြတ်မယ် R ba ဒုတိယတစ်ခု A တကယ်လို့မြင်ခဲ့ရင်ကျွန်တော်တို့က on and in on ဆိုတဲ့အတွဲလေးနဲ့တတန်ပြန်ဖတ်လို့ရပြီအဲ့တော့ an ဆိုရင် and then ရဲ့အရှိမဒါနဲ့ပေါင်းတော့ den baden အဲ့လိုမျိုးပဲနောက်က and then ရှေ့က are then နဲ့ဘေးမှာရှိနေတဲ့ဘယ်ဘက်ချမ်းမှာရှိနေတဲ့ consonant နဲ့ပေါင်းမယ် rotten aga en ben garben R ရဲ့ဘယ်ဘက်ချမ်းမှာ consonant နှလုံးရှိသွားပြီဖြစ်တဲ့အတွက်အဲ့နှစ်တန်လုံးနဲ့ကျွန်တော်တို့အတန်ဖြတ်မယ် R ra bra en ten braten ဒါဆိုရင် R တရတွေနဲ့ပတ်သက်တဲ့စကားလုံးတွေကိုတစ်ခေါက်ပြန်ဆိုကြည့်မယ်နော် but rat baden rotten garben braten ဒီတစ်ခါ A တရနဲ့ပေါင်းတဲ့စကားလုံးတွေအတန်ဖြတ်မယ် R တရဖြစ်ဖြစ် A တရဖြစ်ဖြစ်ဖတ်ပုံဖတ်နည်းဒီအရှိက rules အတိုင်းပဲတရရှာမယ်တရပေါ်မှာအခြေပြုပြီးတော့အတန်ထွက်မယ်နော်ပြီးရင်ဘယ်ဘက်ချမ်းက consonant နဲ့ပေါင်းမယ် A B N ten beaten A ray N den raden A D N gen degen A V အပေါ်သွားကအောက်နှခမ်းကိုလာဖိပြီးအတန်ပြင်းထွက်မယ် V N gen vegan A Lee N ben leben A G N ben geben ဣတရာလေးတွေကိုပြန်ဆိုကြည့်မယ်နော် beaten raden degen vegan leben geben ဒီတစ်ခါဣတရာ E key O no kino E key O lo kilo E li cli R ma cleaner primer ဒီတစ်ခါကျတော့
အနောက်က consonant အသက်တန်လေးပါပြီအဲ့တော့ e t till နောက်တစ်ခု rules ကကြတော့ချွင်းချက် rules ထဲမှာပါတဲ့အတန်လေးစကားလုံးတစ်ခုရဲ့အနောက်မှာ a ရှိသွားရင် a တန်အပီပင်မဆိုဘူး r နဲ့ a ကြားကတဝက်တန်လေးနဲ့ဖတ်မယ်အဲ့တော့ဒီနေရာမှာ d a ကို d လို့အတန်မထွက်တော့ဘဲနဲ့ dun tilde tilde အဲ့လိုမျိုးပဲစကားလုံးတစ်ခုရဲ့အနောက်မှာ a ရှိသွားပြီဖြစ်တဲ့အတွက်တဝက်တန်နဲ့ဖတ်သွားမယ် hilfe hilfe ဒီတစ်ခါကျတော့အနောက်က consonant ဒီရတန်လေးနဲ့ထွက်မယ် hirte hirte hitse hitse ဣတရာတွေပြန်ဆိုကြည့်မယ်နော် kino kino kilo kilo klima klima krema krema tilde tilde hilfe hilfe hirte hirte hitze hitze udra o bo an den boden boden roden roden zogen zogen အဲ့ဆိုရင်ဇက်တန်ထွက်မယ်နော်ဇက်ဆိုတာကျွန်တော်တို့အရှိကဗီဒီယိုထဲမှာနော်အဲ့အတန်လေးနဲ့ထွက်သွားမယ် zogen o vo en gen vogen vogen loben 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 boten 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 ဥဒရာရီ boden boden roden roden zogen zogen vogen vogen loben loben boten boten နော်အဲ့တော့ဒီမှာက d ဆိုရင်ဓာတ်တန်လေးဖြစ်မယ် boden ဒီမှာက t ဆိုတော့ထတန်လေးဖြစ်မယ် boten တန်တော့မတူနော်ဒီတခါဥဒရာu bude bude ဟုတ်ပြီနော်ချွင်းချက် rules ထဲမှာပါမယ်တဝက်တန်လေးဖတ်တဲ့အတန်လေးအဲ့တော့ကျွန်တော်တို့က a တရအပီအပြင် bude လို့မခေါ်ဘူး bude bude ညာဘက်ကစကားလုံးကကြတော့အာတရဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အတန်ကိုအာတန်အပီဆိုလို့ရတယ်အဲ့တော့ခုပါခုပါဒါဆိုဒီနှစ်တန်ကိုရှင်းကြည့်နော်နောက်ဆုံးတန်လေးတွေဒီအတန်ကွဲနေမယ်ဘယ်ဘက်ချမ်းကစကားလုံးကကြတော့တဝက်တန်ဖြစ်နေတဲ့အတွက် bude bude ခုပါခုပါနော်တန်တော့မတူနော်နောက်တစ်ခု voot voot နော်နောက်ကထေတန်လေးပါပြီးတော့အတတန်နဲ့ဆိုမယ် voot hoot hoot ဒီတစ်ခါကျတော့ ha ha ဆိုတဲ့ consonant တွေကစကားလုံးတစ်ခု vowels ရဲ့အနောက်မှာအတတန်အနေနဲ့ရှိသွားပြီဆိုရင်ကျွန်တော်တို့အဲ့ဒီဟာတန်ပျောက်သွားပြီးတော့အရှိတရကိုအတန်ရှည်ထွက်မယ်ဆိုတဲ့ချင်းကျွတ် rules လေးနဲ့တော့ဖတ်သွားမယ်အဲ့တော့ bu ဟာတန်ပျောက်မယ်အတန်ရှည်ထွက်မယ် bu len bu len bu len ဒုတိယစကားလုံးကကြတော့ ha ပုံမှန်ရကြည့်မယ်ဆိုရင်တော့တရရဲ့အနောက်မှာဟာရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့စကားလုံးတွေအတန်ဖြတ်လိုက်တဲ့အခါမှာဒီဟာဒီအသက်တန်အနေနဲ့ရှိတာမဟုတ်ဘဲနဲ့တရနှစ်ခုပါတဲ့အချိန်မှာဒုတိယတရနဲ့အတူတွဲဖက်ပေးရမယ်အတန်တစ်ခုဖြစ်သွားတာဖြစ်တဲ့အတွက်ဒုတိယစကားလုံးမှာဟာကြတော့အတန်ပြောက်မသွားဘူးအတန်လေးပြန်ပြီးတော့ထည့်ပြီးဆိုပေးရမယ်အဲ့တော့ဒီမှာက ru ဒီတတန်ဖြစ်သွားမယ် hand ဒီတတန်ဖြစ်သွားမယ်စုစုပေါင်းနှစ်တန်နဲ့ထွက်ပြီးမယ် ruhen ruhen နော်ဒါဆိုရင်ကျွန်တော်တို့ဟာဆိုတဲ့ consonant တွေဒီတရတစ်ခုရဲ့အနောက်မှာရှိတဲ့အခါမှာအတတန်ရှိမှသာအတန်ပျောက်သွားတယ်အတတန်မဟုတ်ခဲ့ဘဲနဲ့
vowels တစ်လုံးနဲ့အတန်ပေါင်းဖက်ရတာမျိုးဆိုရင်တော့ပုံမှန်ဟာတန်ပြန်ထည့်တယ်ဆိုတဲ့ rules တွေနှစ်ခုကိုဒီ slide မှာတစ်ခါတည်းမြင်နိုင်တယ်နော်ကျွန်တော်တို့ဥတရာလေးတွေကိုပြန်ဖတ်ကြည့်ရအောင် Buddha Buddha Kuba Kuba Voot Voot Hoot Hoot Bulen Bulen Ruhen Ruhen ကျွန်တော်တို့အာကနေဥထိစကလုံးတွေကိုတစ်ခေါက်ပြန်ဆိုကြည့်မယ်နော်အာဘတ် rat baden raten gaben braten e beten reden degen vegan leben geben e kino kilo klima prima tilde hilfe hilte hitze o boden roden sogen wogen loben boten u bude kuba wut hut bulen ruhen ဒါဆိုရင်နောက် slide မှာကျွန်တော်တို့ဒီ pronunciation practice ကိုပဲဆက်ပြီးတော့တူတူလုပ်ကြမယ်နော် choose